tuကျွန်တော်ယောဂပိုးစတွေ့ပြီးတော့ဒီ COVID-19 ရဲ့စီးမင်းနေတာယောဂပိုးစတွေ့ပြီးတော့15ရက်17ရက်နေ့မြောက်ပေါ့နော်17ရက်နေ့မြောက်မေလ15ရက်နေ့မှာတစ်ကြိမ်သူ့ကိုဆေးစစ်ခဲ့တယ်နောက်ပြီး13ရက်နေ့မြောက်မှာတစ်ကြိမ်ဆေးစစ်ခဲ့တယ်ဆေးစစ်ခဲ့တဲ့နေရာမှာသူ့ရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်စတွေ့ပြီးတဲ့အတိုင်းကျွန်တော်ကျန်းမာရေးအခြေအနေကောင်းပါတယ်သူ့ကိုဆေးစစ်ခဲ့တယ်ဆေးစစ်ခဲ့တဲ့အခါမှာဒီ negative နှစ်ကြိမ်ပြတယ်ပေါ့နော် negative နှစ်ကြိမ်ရက်တိုက်ပြတဲ့အတွက်သူ့ကိုယောဂပိုးကင်းစင်တယ်လို့ကျွန်တော်သတ်မှတ်တယ်သတ်မှတ်ပြီးတော့သူ့ကိုတော့ဒါမဲ့ဒီဆေးရုံမှာပဲဆက်လက်ထားတယ်ဆက်လက်ထားပြီး quarantine ဆေးရုံမှာပဲဆက်လက်ထားတာဖြစ်တယ်သူနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့လူတွေအကုန်လုံးကိုတော့ကျွန်တော်စစ်ဆေးပြီးပါပြီသူနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့လူတွေအကုန်လုံးကိုစစ်ဆေးပြီးပြီဆိုတာဒီသူနဲ့ပတ်သက်ဆက်နွယ်တဲ့ဒီရုံးဌာနမှာရှိတဲ့လူကျွန်တော်တို့ပထမဆုံး363ယောက်နဲ့တွေ့နောက်65ယောက်ကျွန်တော်စစ်ဆေးခဲ့တယ်အားလုံးမတွေ့ဘူးအားလုံးမတွေ့ရှိဘူးအဲ့စစ်တီနဲ့ပတ်သက်ပြီးတော့သူကတလအတွင်းခီးသွားရတယ်မရှိဘူးသို့တော်သူကမတ်လ29ရက်နေ့ပေါ့နော်မတ်လ29ရက်နေ့မှာတော့သူကပြင်ဦးလွင်ကနေပေါ့ကြာသူပြင်ဦးလွင်ကနေတင်နန်းတက်ပြီးတော့ကြာပြန်လာတာရှိတယ်ပြင်ဦးလွင်ကနေတင်နန်းတက်ပြီးပြန်လာတာရှိတယ်ပြန်လာတာရှိတဲ့အတွက်ကြောင့်ဒီဟာဒီသူဖြစ်ပွားတဲ့တွေးရှိတဲ့အချိန်နဲ့ကျွန်တော်တို့ဒီမတ်လ29ရက်နေ့ဆိုသူကတလကြော်ပေါ့နော်တလကြော်ကင်းကွာနေပြီဖြစ်တယ်တလကြော်ကင်းကွာနေတာဖြစ်တော့ကျွန်တော်တလအတွင်းတော့ခီးသွားရတယ်မရှိဘူးဒီတင်နန်းနဲ့ပတ်သက်ပြီးတော့သူတက်ခဲ့တဲ့တင်နန်းနဲ့ပတ်သက်ပြီးတင်နန်းမှာတက်ခဲ့တဲ့လူတွေကိုယောဂစစ်ဆေးကြည့်တဲ့အခါမှာလည်းယောဂပိုးတွေးရှိရမှုမရှိဘူးဆိုတော့ကျွန်တော်သိရတယ်သူပြန်လာတဲ့အချိန်မှာလမ်းမှာပဲအကူခံရတာလမ်းမှာပဲအကူခံရတယ်ဆိုရင်တော့သူကကျွန်တော်တို့ကဒီယောဂပိုးနဲ့ပတ်သက်ပြီးတော့တွေးရှိမှုပါပေါ့နော်ဟိုတလအတွင်းခီးသွားရတယ်မရှိတဲ့အတွက်သူဂျားတဲ့အချိန်မှာပဲနော်ဒီတလအတွင်းမှာပဲခီးသွားနေတဲ့အချိန်တွင်းမှာကူးဆက်ခံရလာဒါပဲကျွန်တော်တို့ကတန်တရားရှိနေတာရှိတယ်ပါဒါပဲတန်တရားရှိတာကြီးကျန်တဲ့ဟာကတော့ဒီအားလုံးစစ်ဆေးပြီးဖြစ်ပါတယ်